ဒီနှစ်ကတော့ထိုင်ဝမ်မှာကျင်းပတဲ့တကြံအကျိုးပွဲတွေသွားဖြစ်ပါတယ်ဒါကတော့ဒီဇလန်မင်းသားနဲ့မင်းသမီးပေါ့နော်ပွဲရကြတော့မြန်မာတန်းလို့ခေါ်တဲ့ဝါရှင်ကျဲမှာလုပ်တာပါမြန်မာနိုင်ငံမှာမဟုတ်တော့အခုလိုပဲဖုန်းထဲကနေတချင်းတွေဖွင့်ပြီးနားထောင်ရတယ်ပေါ့နော်ဘဝအဲ့လိုပဲပွဲလုပ်တဲ့နေရာနဲ့ပန်ဆူလို့နေတဲ့နေရာနဲ့ဆိုရှင်တော့နည်းနည်းတော့ဝေးရပေါ့နော်ပန်ဆူလို့နေတဲ့နေရာတော့မြန်မာသိမ့်မရှိဘူးကဲအခုဆိုလို့ရှိရင်မြန်မာတန်းလို့ခေါ်တဲ့နန်းစွတ်ကြောင်ကိုရောက်ပါပြီရှင်စိုင်းပုတ်မြင်ကြတဲ့ကလေအရန်ကိုပြောနေရလူကိုလည်းကြည်လိုက်အောင်ပါဇက်ကမပိတ်နိုင်တော့မှန်တိုင်းပြောရှင်တော့ဒီနှစ်ကတကြံအငွေ့သက်လုံးဝမရတော့ဘူးတော့ထင်နေခဲ့တာအခုအတွက်ကကြတော့ထိုင်ဝမ်တကြံကိုဒီနှစ်ပထမဆုံးကြုံမှုတာပေါ့နော်အခုလိုမျိုးသူများနိုင်ငံမှာလမ်းကြီးကိုပိတ်ပြီးတော့မြန်မာတွေအတွက်တကြံပွဲလုပ်တာဆိုတော့အရန်ကိုပြောတာပဲထိုင်ဝမ်မှာလေမြန်မာတွေတအားများလို့ဒီလမ်းကိုဆိုလို့ရှိရင်လေမြန်မာတန်းလို့တောင်ခေါ်ရဲပေါ့နော်ဝင်ပေါက်ဝင်ချင်းမှာပဲအခုလိုဖျားရည်တက်ပဲပြီးဖျားပူဇော်လို့ရအောင်ဖျားထားပေးပါသေးတယ်ဖျားရည်တက်ပဲဖို့တော့အလှည့်ကျတန်းစီရတယ်ပေါ့နော်ဒီဇလန်မင်းသားတော့မအားဘူးသူတငယ်ချင်းနေနဲ့ချိန်နေတော့ဖုန်းမဲ့သုံးနေတလန်းလုံးကလေစုတီတာကျွေးရဲ့နေရာတွေရောအခုလိုမျိုးဖုံဖုံနေရာတွေအန်ဒီရဲ့ကင်းပရိတ်ကျိုးလေးတွေလက်ဆောင်ပေးရတယ်ရောအများကြီးပဲပြီးတော့ဒီဟာမြန်မာတန်းဆိုတော့လေမြန်မာအစားအစာအစုံအကုန်ရတယ်ရေကတော့စော့လို့ရှိရင်တော့စိုးပါတယ်ပန်ဆူကတော့အိမ်ကပြန်တာဝေးတာရဲ့နေအရန်ပူတာရဲ့နဲ့တော့ရေအစိုးမခံခဲ့ဘူးဒီလိုမျိုးအလဲတွေမှာရောဘေးဘက်တွေရောဈေးတန်းတွေအကုန်ပြီးသွားလို့ရှိရင်ထိတ်ဆုံးမှာဖြောပြေးမှတ်တက်ရှိရပေါ့နော်သူတို့တော့အဲ့ဒီမရောက်ခဲ့ဘူးဖိုက်စာလို့ဆိုပြီးတော့ဒီမြန်မာတန်းမှာနာမည်ကြီးရဲ့မိုးရင်းငါဆိုင်ကိုဝင်စားဖြစ်တယ်ခုလိုမျိုးလေးမြန်မာဝတ်စုံလေးနဲ့ပသိမ်ထီးလေးနဲ့တွေ့ရောမသိလို့ရှိရင်မြန်မာနိုင်ငံပြန်ရောက်နေသလိုပဲအရန်ကိုသဘောကျတဲ့ဒီနေ့လေးကိုနှစ်ကဘန်ကောက်မှာတော့သူတို့တကြံကဲတာပေါ့နော်ပန်ဆူလိုမြန်မာအငွေတက်တောင်းမပါဘူးလူကတော့တော်တော်လေးကိုစီပြီးတော်တော်လေးကိုများတယ်မိုးရင်းကစားဖို့တော့အခုလိုမျိုးလူအများကြီးစောင့်ပြီးတော့တန်းစီရဇလိုက်မင်းသားတော့ဘယ်ဘွားတွေကမြန်မာစာငက်နေလဲမသိဘူးမှားထားတာတွေရောအများကြီးပဲသူတယောက်တည်းကိုအတုတ်တွေရောမိုးရင်းကတွေရောစုံနေရပဲငါစားပြီးသွားတော့မှမုံလုံးကြီးပေါ်စတူဂျီတာတွေ့လို့ပန်ဆူလိုလည်းဝင်စီပြီးစားခဲ့သေးတယ်သူကလေမုံလုံးကြီးပေါ်လိုမျိုးမုံလုံးထဲမှာထညက်ရှိရမျိုးမဟုတ်ဘဲနဲ့ထညက်ရည်လေးစမ်းပြီးစားရတာမုံကြစေးလို့လည်းမဟုတ်ဘူးမုံလုံးကြီးပေါ်အလွမ်းပြေလေးစားလို့ကောင်းတယ်ပေါ့နော်အခုဆိုလို့ရှိရင်တရက်ထဲတော့ထိုင်ဝမ်ရဲ့တကြံလေးကပြီးသွားပါပြီရှင်အဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်နော်